ပရိယေတနာဝန်စားဦးရှာရွှေတော်ရှိခုံမောလောက်စရာကာကျူကာဝဲစုံလင်သောရွှေမင်းသားရဲ့ဘဝဓမ္မရာညစီညလိုက်ဒီချိန်မျိုးမှာပရိယေတနာဝန်စားလို့ရှာရွှေတော်ရှိခုံမောလောက်စရာကာချစ်ဆွေလာမိုးကြတာရွှေမင်းသားရဲ့ဘဝဓမ္မရာမမျော်လင့်တော့ညတော့ရဲ့ပြိတ္တာဟောလာစလူညင်ညမင်းသားလေးရဲ့အကဘူးဟဲဝမ်းသာမစိုးရွှေမင်းသားကကြွေးဟာမချမ်းမတကောင်ရမိုးလာရောကာကြည့်ရင်မကနိုင်ပါတကောင်ရမိုးလာသေးရောကာကြည့်ရင်မကနိုင်ပါတကောင်ရမိုးလာသေးရောရွာပါစေတခါရွာစီတိုင်းရွာရွာစီတိုင်းရွာရွာတော်မို့တစ်ချိန်စေအောင်မာအောင်လေဦးတိုက်ဆိုင်ကိုရအောင်လေအဲ့ဒါမတောင်းနေလို့ပြောတယ်ခဏဟာပြန်ဆဲတော့မှာပေါ့နော်ညစီညရိုင်းဒီချိန်မျိုးမှာပရိယေတနာဝန်စားရှာ